ကဲသားတို့သမီးတို့အနေနဲ့ဆရာဒီနေ့သင်ကြားပြသပေးလိုက်တဲ့ရုံနဲ့လက်ဆိုတဲ့ပညာပေးပုံမြင်လေးကိုနားလည်ရဲ့လားနားလည်ပါရဲ့ရုံနဲ့လက်အပြည့်ပြည့်နေချိန်မှာဘယ်သူနိုင်ဝါလဲလက်အဲ့လောက်ဆိုရင်ငါသားတွေသမီးတွေအရန်တော်နေပြီဆရာအဲ့တော့နည်းနည်းလေးမေးချင်သေးတယ်ကဲကျောင်းသားလေးမောင်ဝတ်တော့ထပါအောင်ကွယ်သားလေးရုံနဲ့လက်အပြည့်ပြည့်နေတဲ့အချိန်မှာရုံဝါလက်ခုလက်မှာဘာကြောင့်အိတ်ဆက်ရလား阿爸一直录下吧，谁呀？阿爸一直录下吧，谁呀？အရေးပြလို့အိတ်တာမဟုတ်ဘူးညာဘက်အရေးပြလို့အိတ်တာမဟုတ်ဘူးရုံကပြင်းပြီးလမ်းမှာအိတ်တာကဲထိုင်ကျေးဇူးရှင်လေးထိုင်ငါမားတာဒီလောက်အများကြီးရှိတဲ့ထဲမှာဒီကျေးဇူးရှင်လေးကိုရွေးပြီးမင်းမိတဲ့တော့ကိုငါ့ကိုမားတာပြီလားမနက်၈နာရီကနေခု7နာရီထိုးတဲ့အချိန်ဒီရုံနဲ့လက်ကပုံမြင်လေးကိုခောက်တော့ခောက်ပြန်ရှင်းပြနေတာကိုခုချိန်ဒီကိုတပေါင်းပေါက်သေးဘူးကဲနောက်တစ်ယောက်ကိုထပ်မိမယ်ကျောင်းသားလေးမောင်သားကြီးထပ်ပါအောင်ကွယ်ဘလို့ပညာရက်တွေကိုသားလေးရရှိသွားပါသလဲ用路对人的嘛，一定一万没变也是白的。用路对人的嘛，一定一万没变也是白的。ရုံလို့တွဲတဲ့နေရာမှာအိတ်တက်လို့ချင်တယ်အေးဝမလို့ပြန်ရရှိတယ်ဟုတ်လားဆရာတင်တာအဲ့လိုအဓိပ္ပာယ်တက်ရောက်သွားတာအမလေးတော်လိုက်တဲ့ချစ်တယ်ပဲလေးဒီတားလေးထိုင်တော့နော်ဆရာထပ်မှာလားမင်းကိုမင်းမိတဲ့တော့ကိုထပ်ကိုဆရာကမှားလိုက်တာကျောင်းသားလေးမောင်ဝတ်တုံးနဲ့ကျောင်းသားလေးမောင်သားကြီးကိုဆရာအနေနဲ့ကျူရှင်ဆင်းတဲ့အခါကျတော့လက်မှတ်ကလေး2ဆောင်လောက်ထုတ်ပေးလိုက်ချင်တယ်ကွယ်是啊，把那买嘞。ကျောင်းထွက်လက်မှတ်ကလေးပါကွယ်ရုံနဲ့လိုက်တောင်ဒီလောက်တိုင်ပတ်နေမပူကျော်နဲ့ခရုံငယ်လာဆက်တင်ခယူလေးခြံနှက်ပေါ်တောင်တက်ရမှာမဟုတ်တော့ကျူရှင်ဆင်းပြီအားလုံးပြန်ကြတော့是啊，两个你的毛的把你毛的呀。ကျူရှင်ဆက်တဲ့တော့ဝေးတယ်လေပြန်လာဘာလို့ဝေးရမှာလဲတော့ပြန်အကုန်ပြန်သွားမိုးညရေမခလေးထားခဲ့ပြီနော်ကိုင်းနဲ့သွားမှာမလို့ခလေးကိုဆော့ထားခဲ့တယ်အမလေးလေးမိုးတော်မလင်းသေးဘူးရောက်လာကြပြန်ပြီ没那毛。ဟဲ့ဖဲမိုးဖို့အတောင်းရတယ်နင့်ဆရာမဟုတ်ဝယ်ကျွေးနေကြပဲအခုလည်းသူဝယ်ကျွေးလိမ့်မယ်နော်ထမင်းကိုလည်းဒီမှာစားခဲ့ညနေကျမှမေးပြန်လာဖို့မယ်လေးမမနေနော်အေးသွားပြီအဲ့ဆိုအမလေးဟမ်မကောင်းကြောက်မို့လုံနေကြတာမိဘတွေကိုယ်တိုင်ကဟာမင်းတို့ဘလို့ဖြစ်လို့ကျူရှင်အစိုးရလား那没到头的。ကောင်းရောကွာမင်းတို့မိဘတွေကမကောင်းကြောက်ဖို့တို့လုံနေတာလားငါ့ကို是呀，没得眼睛，对，嘛就现在行了。ဟောသမီးတကယ်ကြီးနဲ့သူကကျူရှင်တက်ချင်လို့လားသမီးလေးတော့အနေနဲ့ဆရာကျူရှင်မှာဘာကြောင့်တက်ချင်这就是嘛，我那个记录吧，是呀。ဆရာကျူရှင်မှာမဟုတ်လည်းကကျလို့တက်ချင်တာဟုတ်လားဟာကောင်းလိုက်တဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေပါလားအနာဂတ်မှာထွန်းတောက်လာမယ့်ကြေပွန်လေးတွေဟမ်လာသွားမယ်ရည်မှန်းချက်တွေဟာဟေ့ဒီမုတ်တော့ကိုဘယ်ရတော့လို့ဝေးနေ我做了没？မလေးလေးစပွဲပေါ်ကတိုးတဲ့မုတ်တော့ကိုသားလေးမနဲ့သားလေးယူဝင်နေတာဟုတ်လားကောင်းရောကွာရှင်းနာကြီးကျူရှင်ဖွင့်မှာဆရာဝဲမှာပေါ့ဘာကြောင့်များကိုချီကိုလက်နဲ့ငါ့ကိုမလင်းမစားတွေလုံနေရတာလဲလာတော့မလားဘာဖြစ်လို့ကျူရှင်ပိတ်ရတာတော့မဘိုးပတ်သက်မကြည့်လို့ကျူရှင်ပိတ်ပလိုက်ရတာဟင်မင်းကွာမကြီးမှန်ကန်တယ်အခုတေးတာမဟုတ်လေစားနေတော့လားဘာတွေလာပြောနေတာလဲငါစားဖို့မဟုတ်ဘူးအဲ့မှာကျူရှင်လိုက်တက်ကလေးတွေကိုမုံကျိုးစရာပတ်သက်မကြည့်လို့ကိုကျူရှင်ကိုအပြီးပိတ်ပလိုက်ရတာဟမ်ဟိုကျူရှင်ကလေးတွေမင်းကမုတ်ကျူးရဘာလို့ကျင်းလို့ပြီးကျူးရတာတော့ဘာမှနားမလဲပဲဘာတွေလာပြောနေတာလဲမသိဘူးငါစပြီးကျူရှင်သိတော့ငါကြီးမှဘယ်သူမှလာပြီးကျူရှင်မတက်ကြဘူးကလေးတွေကအဲ့ဒါနဲ့ပဲကလေးဆိုတော့မုံပြခေါ်တော့ရလိုက်မယ်မုံနဲ့မြခေါ်ရတော့မယ်ဆိုပြီးတော့ဒီကျူရှင်မှမုံကျိုးတယ်ဆိုပြီးငါလည်းသတင်းလွှင့်လိုက်အောင်ပေါ့ကွာသတင်းနဲ့လွှင့်အောင်ကလေးတွေအုံနဲ့ချင်းနဲ့ကြီးလာတက်တာအုံနဲ့ချင်းနဲ့လာတက်တော့ငါလည်းအုံနဲ့ချင်းနဲ့မုံကျိုးရတာပေါ့ကွာခုကမွဲသွားပြီအိုးကောင်းရောဟေးနေရလဲဟာဘလို့ပြလို့မြန်အိမ်ကိုအကျွေးကလာတောင်းရတာလေကလေးတွေကျကျူရှင်ငါရငါနင့်ကိုပေးမှာပေါ့ဟာဟဲ့နင့်ကျူရှင်ကပိတ်ထားလေဘလို့လို့ပြီးငါ့ကိုကျူရှင်ကလည်းပေးမှလဲလောလောဆယ်ငါအရင်ပြုတ်သွားလို့ကျူရှင်ခဏပိတ်ထားတာပါမကြခင်မှာငါကျူရှင်ပြန်ဖွင့်တဲ့ခါကျနေပါစက်ကိုငါပေးနိုင်တော့မှာပါဟာနေရလဲပဲဟဲ့ငါဒီပတ်စံနဲ့ပြည့်ပြည့်ပြီးအရင်လုံနေရတာလေနင့်ကငါတလားဆောက်ပေးထားပဲနေကျေးဇူးတင်အခုငါဈေးသွားမလို့နေရှာပတ်စံလာတော့လားအဲ့ဒါဒီလိုလုပ်ဟာနင့်ကအကျိုးပေးမှရက်ကိုငါတိကျပဲပြောလိုက်တော့မယ်နင်ကတော့ဒီလောက်တော့စောင့်ပေးလိုက်ဟဲ့နင့်ဟာ4ရက်လား5ရက်လားငါ့ကိုတိကျပြောလေးတင်ချင်းနဲ့ကဘာတသိမ်းမှာမလေးလေငါ့တို့အဲ့လိုဒီစောင့်စရာလားဟဲ့မဟုတ်ပါဘူးစတာပါ5ရက်လောက်ပဲစောင့်ပေးပါလို့ပြောတာပါဟာအဲ့ဆိုငါဒီကြားမှာဈေးမရောက်ရတော့လားနေရလေဟာလောဘလည်းကြီးလိုက်တာဒီရတဲ့ရှိတာလည်းမေ့အောင်လိုက်အောင်ပေါ့ဟဲ့ငါလောဘကြီးရမဟုတ်ဘူးငါ့ကိုလုံကျွေးမဲ့လူကရှိရမဟုတ်ဘူးငါဥစားမင်းစားတော်တော်ငါရှာရမှာပဲ
အော်နင်ကနင်ဥစားမေတ္တာတော်လဲအစဉ်ပြောင်းလို့နင်ကမုံရောင်းနေငါကမုံပြောပြီးကလေးတွေစာတင်တာဆိုတော့ငါတို့မြောက်ယူလိုက်မယ်ဆိုစီးပွားဖြစ်ပြီဟာနေရလဲပဲ နိဘာပဲနော်အမလေး အမဟမ်ရှက်သွားပြီနောက်တစ်ခါငါ့ကိုအကျွဲလာတောင်းလဲငါဒီလိုပဲပြောလိုက်မယ်အဲ့ဒါငါအကျွဲပေးကြမလို့တော့ ကဲအခုငါဘယ်မုတ်တွေကိုထည့်ပေးရမှာလဲ ဟိုငါတို့ပဲကြတဲ့ဒီဝါဝါစနိုးခဏကပဲနေထက်လေ ဒီမုတ်ပဲလားတခြားမုတ်တွေရောယိုးမှာလား အခြားမုံမယူတော့ဘူးသူတို့ကဒီမုံမိုက်ကြိုက်လို့သူတို့ကြိုက်တဲ့မုံပဲငါမှဝယ်ပိုင်ခွင့်ရှိတယ်ယူပိုင်ခွင့်ရှိတယ်ဟုတ်ပြီလားထက် အော်ဟဲ့အကျွေးပဲလာရင် အကျွဲပဲလေပုံမှန်တိုင်းပဲပေါ့နေရလေအရင်လဟာဆက်သွားမယ်ဒီလကတော့နောက်လာပေါ့ဟုတ်တယ်မလား ငါဘယ်နှလားစောက်အောင်ပါလဲတစ်လားယူမအောင်စောက်အောင်ပါလား ပုံမှန်တစ်လပဲပေါ့နင်တစ်လမဆောင်ကြည့်လားပြောစမ်းမ မစောက်ချင်ဘူးပေါ့ဟဲ့ မဆောင်ကြည့်လားနင်ကယူလိုက်ဟာအမရှက်တော့ပြရှက်ချမရှက်ချငါယူမှာပဲဟာနော်နင်လုံးနေတဲ့ပုံစံကနင်နဲ့ကလည်းကြာညားကုန်တော့မယ်ငါရှက်လည်းယူမှာပဲ မနေ့ကျရင်သားလို့သမီးတို့ကျူရှင်ဖွင့်ပြီလေအဲ့တော့သားလို့သမီးဖို့စားဖို့ဆရာမုံတော့ဝဲရတာဗော ပြဘာမောက်တယ် သားလို့သမီးတို့ကြိုက်တယ်ဒီဝါဝါစနိုးခရကပဲဆရာသွားဝဲရတာဗောအော်အာဘောမဆရာသတိရတယ်ဆိုင်မှာပတ်ဆက်ကြံခဲ့တယ်ဒီမုံတော့ကလေးခဏကြည့်ခဲ့ရမယ်နော်ဆိုင်သွားလာအောင်မယ်ဟေးအမောင်ကြရလေဟဲ့လို့ပြနေတယ်ဟဲ့လို့ပြနေတယ်ဟေး What sorry so the neck clear it not get. That's so you feel like we want to. Didn't know what you got RMC boo. So in a side in a side in a saw. So you must bring the child the clear the back. Wawa sajene we sound like Dan dole jai Mimi le jai Wawa snow cracker we tree like Wawa snow cracker Wawa snow cracker. Japan style sampai mo. အခုဗီဒီယိုမှာပါတယ်တင်းဆောင်အပြင်အခြားတင်းဆောင်တစ်ခုခုနဲ့လည်းပဲဝါဝါရဲ့ TikTok channel မှာပါဝင်ပြီးတော့ရှင်းပြနိုင်ပါမယ်ခင်ဗျာစုဝင်တဲ့အသေးစိတ်ချက်လက်ကိုဝါဝါပေမှာဝင်ရောက်လေ့လာနိုင်ပါခင်ဗျာ